တယ်ဂွန်ရီကာယံရှိပါစစ်ဘောလေးဖွာနေတဲ့လူတယောက်မော်စီဒီမဲ့ကလေးနှစ်ယောက်မလို့နှစ်ယောက်တစ်ချက်လုပ်ပေးကြတယ်ကွာဈေးဥဘောကိုဘလူးကောင်းနေခေါ်လာတော့မင်းကတော့လုတ်ပြန်ပြီးတင်ဖေရထည့်ပေးလိုက်ပါကွာငရှုပ်လေးတွေကိုတင်ဖေကငွေတမက်ကိုမော်စီလက်ထဲထည့်ပြီးလူခေါ်ဖို့လှည့်ထွက်သွားတယ်မော်စီဆိုတဲ့သူကရှေ့ဆုံးကဥဆောင်တဲ့လူငယ်လက်ထဲကိုမီးကျဆန်တဲ့ချောင်းနဲ့မီးကျက်ဖာလို့တစ်ခုကိုထည့်ပေးလိုက်တယ်မီးသေးရတဲ့ပြန်ထွက်တော့ဖျောင်းလေးတွေလက်ဘူးခံပြီးလဲကင်မထားနေဦးလူငယ်နှစ်ယောက်ကခေါင်းငိမ်ပြလိုက်ပြီးဂွန်ရီကိုလှန်အထဲဝင်လိုက်တယ်အထဲမှာမီးကျဆန်ကိုချစ်လိုက်တဲ့အတန်းထောက်ခနဲကြလိုက်ရတယ်1 2 3 4 5 6 9 10မော်စီကသူ့အတွေ့အကြုံရစိတ်ထဲကစက္ကန့်ကိုမှတ်နေတယ်မီးကျဆန်တစ်ချောင်းလောင်ပြီးတဲ့အချိန်ထိလူငယ်နှစ်ယောက်ကထွက်မလာသေးဘူးအထဲမှာမီးလင်းအောင်ကမီးကျဆန်လင်းအောင်မျိုးထက်ပိုပြီးလင်းနေတာကိုမော်စီသတိထားလိုက်မိတယ်ဂွန်ရီလမ်းပြီးကြည့်လိုက်တဲ့အခါမှာမြင်ကွင်းကြောင့်မျက်လုံးပြူးသွားတယ်